မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ BBC Broad Perspective Channel ကနေကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍနဲ့လက်ရှိလူမှုဘဝတွေပေါ်ရိုက်ခတ်လာနေတဲ့စိုးရိမ်ဖွယ်အခြေအနေကိုကျွန်တော်တို့တင်ဆက်ပေးတော့မှာပါအရှိလေပိုင်းပြည်ပခါတွေကြောင့်ကမ္ဘာ73စီဈေးကွက်မတည်မငြိမ်ဖြစ်လာနိုင်ခြေကိုအကြောင်းပြပြီးပြည်ပမှာ73စီချွေတာရဲ့အစီအစဉ်တွေကိုစစ်ကောင်စီကအရှိန်ဟုန်နဲ့စတင်လိုက်ပြီဖြစ်ပါတယ်ဒီညွှန်ကြားချက်တွေဟာပြည်သူတွေရဲ့သွားလာရေးနဲ့စီးပွားရေးပေါ်ဘယ်လောက်ထိတက်ရောက်မှုရှိနေတယ်ဆိုတာကိုကျွန်တော်တို့ဖော်ပြပေးတော့မှာပါအဓိကထူးခြားချက်ကတော့လာမယ့် March လ25ရက်နေ့ကနေစလို့အဖက်စင်ဗဒုနေ့တိုင်းမှာအစိုးရရုံးဌာနဝန်ထမ်းတွေအားလုံးရုံးမတက်ပဲအိမ်ကနေတိုင်းရုံးလုပ်ငန်းတွေဆောင်ရွက်ကြဖို့စစ်ကောင်စီကညွှန်ကြားလိုက်တာဖြစ်ပါတယ်။ဒါတွေမကလေးပါဘူး။ပုဂ္ဂလိကကဏ္ဍတွေမှာလည်းအစိုးရရုံးတွေနေတူ work from home စနစ်ကိုအတက်နိုင်ဆုံးကျင့်သုံးဖို့တိုက်တွန်းထားတာကြောင့်လုပ်ငန်းခွင်တွေရဲ့လေပတ်မှုပုံစံဟာရုတ်တရက်ပြောင်းလဲသွားဖို့ရှိနေပါတယ်။ဒီလိုအိမ်ကနေလှုပ်ဖို့တတ်မှတ်ရတာဟာ73စီသုံးစွဲမှုကို short ချဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဝန်ထမ်းတွေနေတဲ့ဒီရက်တွေမှာတာဝန်ကလွယ်ပြီးခီးသွားလာတာစီသုံးစွဲတာမျိုးတွေမလုပ်ဖို့တင်းကြပ်ကန့်တန့်ထားပါတယ်။စစ်ကောင်စီဘက်ကတော့လက်ရှိမှာအရန်73စီအလုံးလောက်ရှိတယ်လို့ပြောဆိုနေပေမဲ့အနာဂတ်မှာဖြစ်လာနိုင်တဲ့စွမ်းအင်ဆိုင်ရာစိန်ခေါ်မှုတွေကိုကြိုတင်ပြင်ဆင်တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါအပြင်နောက်ထပ်ထူးခြားတဲ့ကန့်တန့်ချက်တစ်ခုကတော့73စီဝယ်ယူခွင့်ပဲဖြစ်ပါတယ်။လာမယ့်ရက်တစ်ပတ်ကစလို့ကားတစ်ချင်းစီရဲ့စင်ဂျင်စွမ်းအားပေါ်မှုတည်ပြီးတစ်ပတ်ကိုတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်ပဲဝယ်ယူခွင့်ရမယ့်စနစ်ကိုကျူအာစနစ်အတွင်းထည့်သွင်းကြည့်တုံတော့မှာပါ။ဒီလိုခွဲတန်းစနစ်ရောင်းချမှုကြောင့်ရန်ကုန်လိုမြို့ကြီးတွေမှာနေစဉ်သွားလာလှုပ်ရှားနေရတဲ့ပြည်သူတွေအတွက်အခက်အခဲတွေကပိုပြီးကြီးမားလာနေပါတယ်။လက်ရှိမြေပြင်ချင်းတွေမှာတော့73စီဆိုင်အများစုဟာစီပြက်လက်နေတာကြောင့်ဆိုင်ပိတ်ထားရတာတွေရှိနေပြီးဆိုင်ခွဲချုပ်မှာပဲတန့်တဲ့ပမာဏနဲ့ရောင်းချပေးနေပါတယ်။ရင်မောင်းတွေဟာစီတစ်ခါဝယ်ဖို့အတွက်အနည်းဆုံး10နာရီလောက်အထိတန်းစီစောက်ဆိုင်နေရပြီးအချို့ဆိုရင်ကိုယ်လည်းမရောက်ခင်စီကုံသွားလို့လက်ပလာနဲ့ပြန်လှည့်ရတဲ့ဖြစ်ပျက်တွေလည်းနေ့တိုင်းလိုကြုံတွေ့နေရပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့တည်ပို့ဆောင်ရေးနဲ့ကုန်စည်စီးဆင်းမှုပေါ်ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာနေတာပါ။ပြည်တွင်းက73စီချက်တဲ့ဟာတကယ်တော့မြန်မာနိုင်ငံတစ်ခုတည်းရဲ့ပြဿနာမဟုတ်ပဲကမ္ဘာနိုင်ငံရဲ့ကဲဆက်မှုတွေနဲ့တိုင်းရဲ့ဆက်နွယ်နေပါတယ်။ထို့တူဖြင့်အရှိလေပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်73စီရရှိမှုခက်ခဲလာနိုင်တဲ့အခြေအနေကိုစောင့်ကြည့်ထိန်းသိမ်းနေရတယ်လို့စစ်ကောင်စီကဝန်ခံထားပါတယ်။ဒီနေ့မှာတော့အဲ့ဒီအခြေအနေတွေကဘယ်လောက်ထိစိုးရိမ်စရာကောင်းနေလဲဆိုတော့လေ့လာကြည့်အောင်။အခြေအနေတွေကအမေရိကန်နဲ့အီရန်ကြားတင်းမာမှုတွေကြောင့်ပုံမဆိုးရွားလာခဲ့တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့ဓာတ်ပေးချိန်ခံစောင့်တွေကိုပြစ်မှတ်ထားတိုက်ခိုက်မယ်လို့ချင်းချောက်ခဲ့တယ်လို့အီရန်ဘက်ကလည်းအမေရိကန်စစ်ချီစိုက်စကန်တွေကိုလက်ခံထားတဲ့နိုင်ငံတွေကဓာတ်ပေးစက်ရုံတွေကိုတရားဝင်ပြစ်မှတ်တွေဖြစ်တတ်မှတ်မယ်လို့တုံ့ပြန်လိုက်ပါတယ်။ဒီလိုပြန်လည်ချင်းချောက်မှုတွေကကမ္ဘာလောင်စာဆီတည်ပို့ဆောင်ရေးလမ်းကြောင်းတွေကိုအကြီးအကျယ်ချင်းချောက်နေပါတယ်။ဒီကချက်ချကြတဲ့ကမ္ဘာစွမ်းအင်လမ်းမကြီးဖြစ်တဲ့ဟော်မိုရေလက်ကြားပဲဖြစ်ပါတယ်။အီရန်ကဒီရေလက်ကြားကို48နိုင်တဲ့အပြည့်အဝမဖွင့်ပေးနိုင်ရင်အမေရိကန်ဘက်ကတိုက်ခိုက်မယ်လို့ဆိုလာပြီးအီရန်ဘက်ကတော့သူတို့ရဲ့မျိုးသားလုံခြုံရေးနဲ့အကျိုးစီးပွားတဲ့ဒီရေချောင်းလမ်းကိုလိမ္မာပါနဲ့စွာထိန်းချုပ်ထားတယ်လို့ဆိုပါတယ်။ကဲတော့ဒီရေလမ်းကြောင်းတာအပြည့်အဝပိတ်သိမ်းခံရမယ်ဆိုရင်မြန်မာနိုင်ငံလို73စီတည်တည်မှုပေါ်မိခုနေရတဲ့နိုင်ငံတွေတော့ငရဲခမ်းပါပဲ။ဒီကမ္ဘာကရတွေကြောင့်ပြည်တွင်းမှာ73စီဈေးနှုန်းတွေဟာ March လ20ရက်နေ့မှာလည်းစံချိန်တင်မြင့်တက်ခဲ့ပါတယ်။92တလီတာကို3600ကျော်95ကို3800ကျော်ထိရောက်ရှိသွားပါတယ်။ဈေးနှုန်းတက်တာတွေမကပဲအရန်စီလုံလောက်တယ်လို့ဆိုပေမဲ့မြို့တွင်းမှာတော့စီရှားဖတ်မှုတန်ကိုပြည်သူတွေအလူးလဲခံနေရပါတယ်။ဒီအခြေအနေတွေရဲ့နောက်ဆက်တွဲကတော့တည်ပို့ဆောင်ဈေးတွေမြင့်တက်လာတာဖြစ်ပါတယ်။ရန်ကုန်မြို့တွေမှာလည်းအရင်က1000ခွဲပေးရတဲ့ခီးစင်တာယခုဆိုရင်2000ခွဲ3000တိဖြစ်လာတော့ဝေးပြေးရင်လိုင်းချုပ်ဆိုရင်လည်းစီအခက်ခဲကြောင့်ခီးစင်တွေရှော့ချတာဒါမှမဟုတ်လုံးဝနားလိုက်တာမျိုးတွေထိရှိနေပါတယ်။ဒါကကုန်စည်စီးဆင်းမှုကိုနှေးကွေးစေပြီးအခြေခံလူတန်းစားရတဲ့စားဝတ်နေရေးကိုတိုက်ရိုက်ထိခိုက်စေတဲ့အချက်ပဲဖြစ်ပါတယ်။စစ်ကောင်စီက73စီကိုအင်ဂျင်ဆွမ်းပေါ်မှုတည်ပြီးတစ်ပတ်ကိုတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်ပဲဝယ်ယူခွင့်ပြုတော့မဲ့ကျူအာခွဲတဲ့စနစ်ကိုကြိတ်တုံးမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီစနစ်ကမြေပြင်မှာတော့ပြည်သူတွေအတွက်အဖြစ်တာစေမဲ့အစားပုံမူကြီးမားတဲ့အကြက်တဲတွေကိုပဲတည်ဆောင်လာခဲ့ပါတယ်။နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ရေမောင်းတွေတော့ကတော့ဒီခွဲတန်းကလုံလောက်မှုမရှိပဲဖြစ်နေရပါတယ်။မြေပြင်ကရေမောင်းတွေရဲ့ပြောကြားချက်အရစီတခါရဖို့အတွက်အနည်းဆုံး10နိုင်လောက်ထိတန်းစီစောက်ဆိုင်နေရတယ်လို့ဆိုပါတယ်။ပုံပြီးစိတ်ပြတ်ဖို့ကောင်းတာကနိုင်ပေါင်းများစွာစောက်ဆိုင်ပြီးတဲ့နောက်ကိုယ်လက်ရောက်ခံဒီမှာစီကုံသွားလို့လက်ပလာနဲ့ပြန်လှည့်ရတဲ့ဖြစ်ပျက်တွေဟာရန်ကုန်မြို့ရဲ့နေ့စဉ်မြင်ကွင်းတွေဖြစ်နေပါပြီ။ဝန်ထမ်းတွေနဲ့လုံတော်တွေကလည်းရုံတက်ရုံစင်ဖို့တက်စီတန်းစီဖို့တက်အခြေအနေကိုပို့ပေးနေရတာပါစီဆိုင်တွေမှာစီမရှိတာဒါမှမဟုတ်ကက်တက်ရောင်းချနေတာကြောင့်ပြည်တွင်းမှာ73စီမှောင်ခိုဈေးကွက်ဟာအရှိန်ဟုန်နဲ့ကြီးထွားလာပါတယ်လက်ရှိမှာမှောင်ခိုဈေးကွက်အတွင်း73စီတလီတာကို8000ကျော်အထိပေးဝေနေရတဲ့အခြေအနေတွေရှိနေတယ်လို့သိရပါတယ်ဒီလိုမှောင်ခိုဈေးနှုန်းဟာတာမန်ပြည်သူတွေရဲ့ဝင်ငွေနဲ့ရှင်အစမတန်မြေမားလွန်းနေပြီးစားဝတ်နေရေးကိုပါဓာတ်ရိုက်ခတ်လာနေပါတယ်ဒီချက်တွေကြောင့်တေပို့ဆောင်ဈေးတွေဟာလည်းအစမတန်တက်သွားခဲ့ပါတယ်အဝေးပြေးရင်လိုင်းတချို့ဆိုရင်စီအခက်ခဲကြောင့်ခီးစဉ်တွေရှော့ချတာဒါမှမဟုတ်လုပ်ငန်းကိုလုံးဝရပ်နားလိုက်တဲ့အထိဆိုးရနေပါတယ်စစ်ကောင်စီကတော့ရန်စီလုံလောက်တယ်လို့ဆိုနေပေမဲ့မြေပြင်ကပြည်သူတွေရဲ့ဘွားကတော့73စီအချက်တွေကြောင့်လူလဲခံနေရပါတယ်
အင်ကနေအလုံးလုံးခိုင်းတဲ့မူဝါဒတွေခွဲတန်းစနစ်တွေကတကယ်ပဲထိရောက်မှုရှိမရှိဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်နေပါတယ်ယခုတင်ဆက်ပေးခဲ့တဲ့ဒီနေ့စဉ်ကမြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍနဲ့လူမှုစီးပွားကိုမိဘထိုးပြနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ